Yalo amda mishiyosa yaswabhyago shipo jayao Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Bổn Đỡ Chắp Giao Kirita Masi Ati Công Sen Aya Sen A Chỉ Lê Sirana Si Cô Ba Y Bổn Đỡ Chắp Giao Kirita Masi Ati Công Sen Aya Sen A Chỉ Lê Sirana Si Cô Ba Y Bổn Đỡ Chắp Giao Kirita Masi Ati Công Sen Aya Sen A Chỉ Lê Sirana Si Cô Ba Y Ranago Sabhiyao Bodhan Rana Yesami Dhaman Rana Yesami Tadyan Rana Yesami Dudiyati Bodhan Rana Yesami Dudiyati Dhaman Rana Yesami Dudiyati Tadyan Rana Yesami Dadiyati Bodhan Rana Yesami Dadiyati Dhaman Rana Yesami Dadiyati Tadyan Rana Yesami Ayam Yago Wadwako Jinyo Sika Pai Hayam Ayam Yago Wadwako Jinyo Sika Pai Hayam Tanggam Yago Wadwako Jinyo Sika Pai Hayam Metta Pojaya Yamyirati Tiya Ngengwa Yamma Chandaya Baloi Yamyirati Tiya Ngengwa Yamma Chandaya Baloi Yamyirati Tiya Ngengwa Yamma Chandaya Baloi Ô Dòng Na Ni Danh Nam Ya Tha Danh Nam Ya Song Sao Bế Đo Cụ Nhi Bế Đo Song Sao Ya Cụ Đo Dêm Ya Á Lâu Đô Đi Tí Ya Nghiên Qua Yamma Chanda Ja Ba Di Chóng Dòng Na Chóng Quay Dòng Na Ya Dòng Na Ya Quay Dòng Na Tadana Ro Dòng Nam Ya Nê Nhi Dòng Nam Ya Quán Bài Nê Bài Ya Tadawa Am Ya Á Lâu Đô Đi Tí Ya Nghiên Qua Yamma
ချမ်းသာကြပါစေမရဏတတိသေခြင်းတရားပွားများဆင်ခြင်ကြရအောင်ငါတိမုတ်ချာတနေ့ကြာသေရမှာပါတကားငါတိမုတ်ချာတနေ့ကြာသေရမှာပါတကားငါတိမုတ်ချာတနေ့ကြာသေရမှာပါတကားကဲဥချာနေသေသေးခင်တရားတော်အထောက်ဖို့အတွက်ဣရိယာပုဂ္ဂိုလ်ပြန်လိုက်ရထာဝဖွဲ့ခွေငြိမ်ငြိမ်နေစိတ်တို့လျှော်၍ထားခါကိုမတ်လျက်လက်ချင်းရှက်စိတ်ထွက်ပြီးမသွားမျက်စိကိုမိတ်နှုတ်ခမ်းပိတ်ဒိတ်စိတ်ရှုမှတ်ပွားထွက်လေဝင်လေရှုပွားနေစိတ်တို့ခံကျက်ထားဝဝင်ထီယာစိတ်ဆိုင်ကသေချာသိအောင်ရှုရမှာဝဝင်တိုင်းထီဒီတိုင်းသည်တတိမြဲအောင်ရှုရမှာဒီကာဒီကာကင်းပြောက်တာသေချာသိအောင်ရှုရမှာခန္ဓာကိုယ်တွင်ညာကိုယ်တွင်ဖြစ်ခြင်းသိအောင်ရှုရမှာခန္ဓာကိုယ်တွင်ညာကိုယ်တွင်ဖြစ်ခြင်းသိအောင်ရှုရမှာတရိပ်ရိပ်ဖွဲတသက်သက်ရောက်လဲနေရာသိရမှာတရှိန်ရှိန်လုံးတသုတ်သုတ်ဖြစ်ချုပ်နေတာသိရမှာရိပ်ရိပ်ပမာရောက်လဲတာသိချာသိအောင်ရှုရမှာစေမိပမာဖြစ်ပြတာသေချာသိအောင်ရှုရမှာရုပ်တဘာဝဟောပြန်တာသေချာသိအောင်ရှုရမှာကောင်းဆိုလက်ပါခံစားတာသေချာသိအောင်ရှုရမှာစိတ်တဘာဝကြံတွေတာသေချာသိအောင်ရှုရမှာဓမ္မတဘာဝဖြစ်ပြတာသေချာသိအောင်ရှုရမှာစပြီးတော့ရှုပါပါတတိယပြီးတော့မှဝင်လေကိုရှုသွင်းတတိယပြီးတော့မှထွက်လေကိုပြန်ထုတ်လေထိတဲ့နေရာလေးတတိကထားပြီးမြတ်စွာဘုရားရှင်ကသောတတော်ဝအတ္တတတိတတော်ဝပတ္တတတိလို့ဟောတော်မူတယ်သောထိုတရားလုံးအထုသောယောဂီပုဂ္ဂိုလ်သည်တတော်ဝမလွတ်စေဖို့တတိပြုရတာလေအတ္တတတိထွက်လေကိုထုတ်ပြီးတတိလေးပြုပြီးမှထွက်လေကိုထုတ်ပါတတော်ဝမ
မလွတ်စေဟုတတိပြု၍သာလျှင်ပတ္တတတိဝါလေးကိုရှုသွင်းတတိလေးပြုပြီးမှဝါလေးကိုရှုသွင်းပါတတိမပါဘဲနဲ့ထွက်လေမထုံးမိစေနဲ့တတိမပါဘဲနဲ့ဝါလေးအရှုဆုံးမိစေနဲ့တတိပြုရမယ့်နေရာလေးကဟုတ်တာဟုတ်တော့ကတိပါဏတတိတမေတ္တဝဘာဝတ္တသေးဝဘာဝနာတံပိစတိလို့ဝိသုဒ္ဓိကထာရမမြတ်စွာဘုရားဝိသုဒ္ဓိကထာရမဖွင့်ပြထားရဲ့ဟုတ်တာဟုတ်တော့ကတိပါဏလေထိယာထိယာရနိုင်ကိုကတတိတတိကိုတပိတဝါထား၍ဘာဝတ္တသေးဝရှုပွားသောအာထုသောယောဂီပုဂ္ဂိုလ်မှသာလျှင်ဘာဝနာအာနာပါနသတိဘာဝနာသည်သံပိစရိဤစီပြည့်စုံပါပေ၏လို့ဖော်ပြထားတယ်။ဒီဘက်ကတော့လေထိတဲ့နေရာလေးသတိပြုဝန်လေးထွက်လေလေထိရထိရနေရာလေးမှာပဲတစိုက်ကတတိကပြီးတော့ရှုပွားတဲ့အာထုတ်တဲ့ယောဂီပုဂ္ဂိုလ်မှသာလျှင်ဒီအာနာပါနကမ္မဋ္ဌာန်းရဲ့အကျိုးကျေးဇူးပြည့်ပြည့်စုံစုံရရှိမှာဖြစ်တယ်အထီးတခြားအတိတခြားရှုပွားအာထုတ်နေရင်တော့ဖြင့်ဒီအာနာပါနကမ္မဋ္ဌာန်းရဲ့အကျိုးကျေးဇူးပြည့်ပြည့်စုံစုံရရှိမှာမဟုတ်ပါဘူး။ဒါကြောင့်မို့တတိလေးပြုပြီးတော့မှဝန်လေးရှုသွင်းလိုက်တယ်။ဝန်လေးကနှာခေါင်းအတွင်းနာရလေးထိတယ်။အဲ့ဒီလေထိတဲ့နေရာလေးတတိကပ်ထားတယ်။ဝန်လေးရှုသွင်းလိုက်တဲ့အချိန်ပစ္စုပန်တည်းတယ်။လေးလေးပေါ်တိုက်ထိခိုက်ပြီးတော့ဝန်နေတာလေးတတိကပ်ထားရတဲ့ဝန်လေးရဲ့ထိကျတော့သိပြီဝန်လေးကိုရှုသွင်းပြီးနောက်ထွက်လေထုတ်တော့မယ်ဆိုတော့လေအမှုမဲ့မှတ်မဲ့နဲ့ထွက်လေကိုတားမထုတ်လိုက်နဲ့တတိလေးပြုလိုက်အောင်တတိလေးပြုပြီးတော့မှထွက်လေလေးပြန်ထုတ်လိုက်တယ်ထွက်လေလေးဟာလည်းပဲနှာခေါင်းအတွင်းနာရလေးထိတယ်အဲ့ဒီလေထိရနေရာလေးတတိကပ်ထားတယ်ထွက်လေလေးထုံးနေတဲ့အချိန်ပစ္စုပန်တည်းတယ်လေလေးပေါ်တိုက်ထိခိုက်ပြီးတော့ထွက်နေတာလေးတတိကပ်ထားရတဲ့ထွက်လေရထိကြတော့သိပြီအထီးလေးနဲ့အသေးလေးပစ္စုပန်တည်းတဲ့ကြိုင်အောင်ကြိုးစားပြီးတော့ရှုပွားပြီးနှာခေါင်းအမြင်ရောက်သွားတဲ့လေနောက်လည်းမလိုက်နဲ့နှာခေါင်းထဲကြီးရောက်လာတဲ့လေကိုလည်းမလိုက်နဲ့နာတိယနှာခေါင်းဝနှာခေါင်းအတွင်းနိုင်ရလေထိရနေရာလေးကိုပဲတစိုက်မှတတိကထားပြီးထွားဝင်တိုင်းထိတိုင်းသည်တတိမြေအောင်ရှိရမှာရန်ဆုံးတတိမြေအောင်လည်းကြိုးစားရှိပေါ်သည်အရန်ဆုံးတတိမြေအောင်လေ့ကျင့်ထားပြီးတတိမြေမှာသမာဓိတည်မယ်သမာဓိတည်မှာသမာဓိတော်ယထာဘုညပဇာနာတိသမာဓိရှိပြီဆိုရင်အနာဂတ်တွေကသဘောတရားအမှန်လေးအရှိကိုရှိကြအမှန်ကိုမှန်
သိမြင်နိုင်မှာဖြစ်တယ်အဓိကထားပြီးဒီဉာဏ်နဲ့မှန်မှန်သိအောင်ကြိုးစားဒီဉာဏ်နဲ့မှန်မှန်သိပြီးတတိမြဲပြီးသမာဓိတည်ပြီးဆိုမှတဆင့်တက်ပြီးတော့သဘောလက္ခဏာလေးအသိအောင်ကြိုးစားရှုပွားပြီးသဘောလက္ခဏာလေးကမြတ်စွာဘုရားရှင်ကအနိစ္စ ानु ပတ္တိအတ္တတေတာမိတိတေခတိအနိစ္စ ानु ပတ္တိပတ္တတေတာမိတိတေခတိလို့ဟောတော်မူတယ်အနိစ္စသဘောလေးကိုအကြည့်ချင်းမှမှရှု၍အတ္တတေတာမိထောလေးကိုထောအားထောလေးကိုထောမယ်ဣတိဤသို့သိက္ခတိကျင့်ရမယ်အာထုရမယ်ဣဒာမိတိသိက္ခတိနေသာနပတိအနေစာသဘောလေးကိုအကျဉ်းချင်းမှမှရှု၍ပတ္တသိက္ခမိဝန်လေးကိုရှုသွားဝန်လေးကိုရှုသွားမယ်ဣတိဤသို့သိက္ခတိကျင့်ရမယ်အာထုရမယ်အနေစာဆိုတာဟုတ်တော်ဝါအဘာဝထေနအနေစာဟုတ်တော်ဝါဖြစ်ပေါ်ပြီး၍အဘာဝထေနအထင်ရှားမရှိသောသဘောတတ္တိကြောင့်အနေစာမြင်ပါပြီအနေစာဆိုတာသဘောတရားလေးတစ်ခုဖြစ်ပေါ်လိုက်တယ်အဲ့ဒီဖြစ်ပေါ်လိုက်တဲ့သဘောတရားလေးဟာအကြာကြီးတည်တံ့ပြီးတော့မနေဘူးချက်ချင်းနဲ့ချုပ်ပြောက်သွားတယ်အဲ့ဒီလိုမျိုးချက်ချင်းဖြစ်ပေါ်ပြီးတော့ချက်ချင်းနဲ့ချုပ်ပြောက်သွားတယ်တသပရမတ္တရဲ့အနေစာချက်ကိုသိအောင်မြင်အောင်ကြိုးစားပြီးတော့ရှုပွားပြီးဝန်လေးလေးတစ်ချက်ရှုသွားလိုက်တယ်ဆိုရင်ဝန်လေးလေးဟာနှာခေါင်းဝအမာတကလေးကိုရေနဲ့တရေနဲ့ပွတ်တက်ထိကပ်ပြီးတော့ဝန်လေးအဲဒီဝန်လေးလေးရဲ့အစာပိုင်းလေးနဲ့နှာခေါင်းဝအမာတကလေးရေနဲ့ထိပြီးတော့ပြင်ပြောက်နောက်ဝန်လေးလေးရဲ့အလယ်ပိုင်းလေးနဲ့နှာခေါင်းဝအမာတကလေးရေနဲ့ထိပြီးတော့ပြင်ပြောက်နောက်ဝန်လေးလေးရဲ့အစွန်းပိုင်းလေးနဲ့နှာခေါင်းဝအမာတကလေးနဲ့ရေနဲ့ထိပြီးတော့ပြင်ပြောက်ချုပ်ပြောက်ထွားလေးလေးနဲ့ထိုးလို့ပဲထွားလေးလေးဖြည်းဖြည်းညံ့လေးပြန်ထိုးလိုက်တယ်ထွားလေးလေးနဲ့နှာခေါင်းဝအမာတကလေးထွားလေးလေးရဲ့အစပိုင်းထိချက်အလယ်ပိုင်းထိချက်အစွန်းပိုင်းထိချက်ဆိုရယ်ထွားလေးလေးရဲ့အစအလယ်ဆုံးသုံးပိုင်းစလုံးရဲ့အထိသဘောလေးဝန်လေးဆိုတဲ့ဝန်လေးရဲ့အစအလယ်ဆုံးသုံးပိုင်းစလုံးရဲ့အထိသဘောလေးတရရတချင်းတလှုပ်သဘောလေးအဲ့ဒါအနိစ္စသဘောလေးတွေမြတ်စွာဘုရားပါဠိတော်မှာတည်းရဟောထားခြင်းဖြစ်တယ်အနိစ္စ ानु ပတ္တိအတ္တတေတာမိတိတေခတိအနိစ္စ ानु ပတ္တိပတ္တတေတာမိတိတေခတိအနိစ္စသဘောလေးကိုအကျဉ်းချင်းပြီးအကျဉ်းချင်းရှုပြီးတော့မှထွန်းလေးထုတ်ပါအနိစ္စသဘောလေးအကျဉ်းချင်းပြီးအကျဉ်းချင်းရှုပြီးတော့မှဝန်လေးရှုသွားမှဝန်လေး
လေးထွားလေးတို့ရဲ့တရရဲ့တရှင်ရှင်တက်လို့လုံးတယ်ထီကကင်းပြောက်တာသေချာသိအောင်ရှုရမှာဒီသဘောလေးသေချာသိအောင်ကြိုးစားပြီးတော့ရှုပွားပြီးယောဂီတို့အနေနဲ့ခန္ဓာကိုယ်ညာချပြီးတော့မရှုတတ်ဘူးဆိုရင်ခန္ဓာကိုယ်ညာချရှုဖို့အစမပြေဘူးသိပြီးတော့မထင်ရှားဘူးဆိုရင်ဒါလေးကိုပြန်နိုင်ထရှုပွားပြီးဝင်လေထွက်လေဟာယောဂီတို့ရဲ့ပြန်နိုင်လို့ပြန်မလို့ဥစ္စာပထမဝင်လေရဲ့ထင်ကြထွက်လေရဲ့ထင်ကြတော်ဝန်တိုင်းဒီတိုင်းဒီတတိမြေအောင်ရှုရမှာဒီလုံးတတိမြေအောင်ဒုစသမာဓိတရားအားထုတ်အဲ့လိုမျိုးနဲ့ထင်ကြတိုင်းလေးမှန်သိပြီဆိုမှအထီးသဘောလေးဝင်လေလေးရဲ့တရိပ်လေးသဘောထွက်လေလေးရဲ့တရိပ်လေးသဘောဆိုတဲ့အဲ့ဒီတရားသဘောပရမတ်သဘောအသေးစိတ်သဘောလေးတွေထီးပြီးအောင်ကြိုးစားရှုပွားပြီးအဲ့လိုမျိုးဝင်လေထွက်လေတို့ရဲ့တရားသဘောပရမတ်သဘောဒါလေးကပြန်နိုင်လို့ပြီးကျေးဇူးတော်ရှင်ကြောက်စေဝိပဿနာတော်ဘုရားကြီးကတော့ဒီဝင်လေထွက်လေရဲ့တရရဲ့သဘောလေးကိုပဲပြန်နိုင်တာရှုပွားခိုင်းတယ်ဆရာတော်ကြီးအမိန့်ရှိတာကထွေလီကာလီတွေလိုက်လောက်မနေနဲ့တဲ့ထွေလီကာလီတွေလိုက်လောက်မနေနဲ့ဒီနာသီပြနှကောင်းကဝင်လေထွက်လေရဲ့တရရဲ့သဘောလေးကိုသာသိအောင်ရှုပွားပြီးဝင်လေထွက်လေရဲ့တရရဲ့သဘောလေးရှုပွားရင်နဲ့ခန္ဓာကိုယ်ရဲ့ကသိစီရတယ်ဘလို့လို့တိုးပြီးတော့သိလာပါလိမ့်မယ်ဗျာမညာဘုံညာရရင်ပို့ပြီးတော့သိလာပါတယ်ဗျာရင်ငတ်နေတဲ့ပုဂ္ဂိုလ်ရေတောက်လိုက်ရတယ်လို့မျိုးပါပဲဆရာတော်ကြီးကအဲ့လိုထင်အောင်ခိုင်ခိုင်မာမာညွှန်ကြားထားတယ်မိတ်ရှိထားတယ်ဒါကြောင့်ယောဂီတို့အနေနဲ့ခန္ဓာကိုယ်ညာချပြီးတော့မရှုရဘူးပေါ်ရထင်ရှားရလေးနဲ့သိပြီးတော့မပေါ်ဘူးမထင်ရှားဘူးဆိုရင်မိတို့ရဲ့ပြန်နိုင်လို့ကမ္မကမ္မဋ္ဌာန်းဌာနကတော့အာတိပြနှကောင်းဝဝင်လေထွက်လေရဲ့တရရဲ့သဘောလေးဒါလေးသိအောင်ရှုပေးတယ်လူမျိုးဝင်လေထွက်လေရဲ့တရရဲ့သဘောလေးရှုနေခြင်းဟာသမထအနေနဲ့ရှုပွားတာမဟုတ်ဘူးဝိပဿနာအနေနဲ့ရှုပွားအထုတ်နေခြင်းဖြစ်တယ်ကြိုးစားပြီးတော့ရှုပေးအဓိကထားပြီးအာဒီဗျာနှကောင်းဝင်လေထွက်လေတရရဲ့သဘောလေးဒါလေးကပြင်နိုင်ထားရှုခန္ဓာကိုယ်ကပြလာပြီးပေါ်လာပြီးထင်ရှားလာပြီးဆိုရင်ပေါ်ရထင်ရှားရရှုပွားရင်နဲ့မထင်ရှားတော့ဆိုရင်ဒီဝင်လေထွက်လေရဲ့တရရဲ့သဘောလေးကိုသာပြန်ပြီးတော့ရှုပေးဒါကမိတို့ရဲ့သမာဓိစထူထောင်တဲ့နေရာဖြစ်သလိုပညာတွေဝိပဿနာဉာဏ်တွေရည်အောင်လည်းပဲအစာပြုတ်ပြီးတော့လေ့ကျင့်တဲ့နေရာဖြစ်တယ်ဝင်လေထွက်လေကိုထိကမှတ်တယ်လေးရှုပွားတာကသမထဝင်လေထွက်လေရဲ့တရရဲ့သဘောလေးသိအောင်ရှုပွားတာကဝိပဿနာတရရဲ့တရှင်ချင်းတလို့ဆိုတဲ့ဒီထဲမှာဓာတပရမတ္တဓာသဘောပရမတ်သဘောလေးတွေပါနေတယ်အဲ့ဒီဓာတပရမတ္တဓာသဘောပရမတ်သဘောလေးအကျဉ်းချင်းသိအောင်ကြိုးစားရှုပွားအဲ့လိုမျိုးရှုပွားရင်လည်းပဲခန္ဓာကိုယ်ရဲ့မှာလည်းပဲရေးလို့ရှင်းစားတဲ့သဘောလေးတွေအပါပြန်လေးတွေမှာရောမောမောနဲ့ပို့လေးတွေတက်တဲ့သဘောမျိုးလေးတွေခန္ဓာကိုယ်ရဲ့ထိုးရေးနေရာလေးမှာလည်းရေးရှင်းလှုပ်သဘောလေးတခါတနေရာ
ရာကနေစိုးလေးအလေးသေးသေးလေးနဲ့မျိုးကနေမြကနေဇောကနေဇကနေထိုးဆောသလိုမျိုးသဘောလေးတွေမျိုးမျိုးမြတ်မြတ်သဘောလေးတွေဒါလေးတွေလည်းပေါ်လာတတ်တယ်တွေ့လာတတ်တယ်အဲ့လိုပေါ်လာရင်တွေ့လာရင်ဒီသဘောလေးတွေအဲ့ဒီပေါ်ရနေရာလေးညာဆိုင်ပြီးတော့အဲ့မှာခရဝေးတာဒါလေးကဖြစ်ပေါ်ချုပ်ပြောကုန်ခန်းပြည့်စည်သွားပါလားဆိုတဲ့ဓာတပရမတ္တရဲ့အနိစ္စအချက်သိအောင်မြင်အောင်ကြိုးစားရှုပွားပြီးအဲသဘောလေးကဓာတပရမတ္တရဲ့အနိစ္စအချက်အနိစ္စဆိုတာဟုတ်တော်ဝါအပါဝထေနအနိစ္စဘာသဘောလေးပဲပေါ်ဖြစ်ပေါ်ပြီးတော့ချက်ချင်းပဲချုပ်ပြောက်သွားတဲ့အထင်ရှားမရှိဘူးတမျိုးလေးတစ်ပုံလေးပြောင်းလဲပြီးတော့သွားတယ်ငကုံမူလသဘောလေးမရှိတော့ဘူးအဲ့ဒါအနိစ္စဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာများစုကတော့နားရခြင်းနဲ့ကြိုက်တယ်ခဲ့တဲ့ဒါကြီးကဒုက္ခပဲဒါရှုရင်ဒုက္ခကိုရှုနေခြင်းဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားကလက္ခဏာရေးသုံးပါးဟောထားတယ်အနိစ္စဒုက္ခအနတ္တအနိစ္စဆိုတာမမြဲတာအနိစ္စဆိုတော့အကြာကြီးဖြစ်ပြီးတော့မှပြောက်သွားတာတမျိုးတစ်ပုံဖြစ်သွားတာအဲ့ကြမှာအနိစ္စဆိုပြီးတော့ဒီလိုရှုရင်လည်းဝိပဿနာဉာဏ်တွေကခက်ကြဲပဲဖြစ်နေလိမ့်မယ်ဒုက္ခဆိုတာနားရဲကျင်နေခဲ့တဲ့နာရာဤဒုက္ခကျင်နာဤဒုက္ခကြိုက်ခဲ့တာဤဒုက္ခဆိုရင်ဒါလည်းပဲအစမြင့်နဲ့ရှုပွားနေမဟုတ်သေးဘူးခက်ကြနေသံဝေကသဘောလေးတော့ပဲရှိတယ်ဒီကရှုရမယ်သိရမယ်ဒုက္ခကဥဒိယမယပฏิပိလနထေနဒုက္ခဖြစ်ချင်းပြတ်ချင်းသဘောနဲ့နှိစ္စတာခံရတဲ့ဒုက္ခအချက်သိအောင်မြင်အောင်ရှုပွားပေးရမယ်အားထုတ်ပေးရမယ်ဒါရှိတော့ဆရာတော်ကြီးတစ်ပါးဓမ္မတရားကနွားတို့လာကတ်တယ်အဲ့မှာဆရာကြီးကနွားတို့ဖုံးပေးပြီးတော့ညီးတွားတယ်ဒုက္ခဆိုညီးတွားတယ်အဲ့ဒါကိုကြောင်းအခဏနာလေကားချင်းရထိုင်နေတဲ့ကျောင်းသားတက်တို့ကအတန်ကြားပြီးတော့ဆရာတော်ကြီးနဲ့ဒီလောက်ရတာရှိတယ်ကောင်းတယ်နွားတို့ကိုဖုံးပေးတာကများဒုက္ခညီးတွားနေရတယ်လို့ဒီလိုဒုက္ခမျိုးတက်တိုးလို့ခံစားကြရတယ်ဆိုပြီးတော့ကျောင်းသားတက်တိုးကလေးချင်းအဲ့ဒီလိုပြောတယ်ဆရာတော်ကြီးအမိတ်ရှိတဲ့ဒုက္ခကဥဒိယမယပฏิပိလနထေနဒုက္ခဖြစ်ချင်းပြတ်ချင်းသဘောနဲ့နှိစ္စတာခံရတဲ့ဒုက္ခငါတို့လေးရဲ့အရာသာမကောင်းတာကောင်းတယ်ဆိုတဲ့အရာသာလေးအကြာရှိတည်မြဲနေသလားခိုင်မြဲနေသလားအဲ့ဒီအရာသာရဲ့သဘောတရားလေးညာလေးနဲ့စိုက်ပြီးရှုကြည့်လိုက်ညာလေးနဲ့စိုက်ပြီးဖွာချစိတ်ကရှုကြည့်လိုက်တဲ့အခါမှာရတာရဲ့သဘောတရားလေးတွေဟာစင်ကဲပြောင်းလဲသွားတယ်ငကုံမူလသဘောလေးမရှိတော့ဘူးအဲ့လိုငကုံမူလသဘောလေးမရှိဘဲနဲ့စင်ကဲပြောင်းလဲသွားတာအဲ့ဒါဥဒိယပယပฏิပိလနထေနဒုက္ခဖြစ်ပြတာခံရတဲ့ဒုက္ခဖြစ်ချင်းပြချင်းသဘောနဲ့နှိစ္စတာခံရတဲ့ဒုက္ခတရားတော်အထုတဲ့ယောဂီကလည်းထို့အတူပဲသမဂါရှံကနာရဲကျင်တဲ့ကြိုက်တဲ့ခဲတဲ့နာရာယိဒုက္ခကျင်နာယိဒုက္ခကြိုက်ခဲရာယိဒုက္ခဆိုတဲ့အဲ့ဒါကလေးလေးလည်းသိတဲ့ဒုက္ခခွေးလည်းသိတဲ့ဒုက္ခလူမျိုးပဲဖြစ်တယ်အဲ့ဒါကလေးလေးရောက်လက်နဲ့လိန်ဆွဲလိုက်တယ်ကလေးလေးကငိုလိုက်တယ်ဟောလိုက်တယ်ဒါဒီဒုက္ခကလေးလည်းသိတယ်ဝေရကောင်ဒုံးနဲ့ရိုက်လိုက်တယ်ခဲနဲ့ပြစ်လိုက်တယ်ကဲငရအိုင်နဲ့អော်လိုက်တယ်အဲ့လိုမျိုးသိတဲ့ဒုက္ခဒါကလေးသိတဲ့ဒုက္ခခွဲသိတဲ့ဒုက္ခအဲ့လိုဒုက္ခကိုတရားတော်အထုတဲ့ယောဂီကဒုက္ခလို့ရှုနေဝိပဿနာဉာဏ်တွေကတတ်လာမှာမဟုတ်ဝိပဿနာဉာဏ်တွေတက်ဖို့ရတော့ဥဒိယမယပฏิပိလနထေနဒုက္ခဆိုတဲ့
ဖြစ်ပြတဲ့ခံရတဲ့ဒုက္ခအချက်သိအောင်မြင်အောင်ကြိုးစားပြီးတော့ရှုပွားပြီးဓာတပရမတ္တရဲ့အနိစ္စအချက်ကိုသိဒုက္ခအချက်ကိုလည်းပဲသိပါတယ်အနတ္တအချက်ကိုလည်းပဲသိပါတယ်မြတ်စွာဘုရားရှင်ကအနိစ္စသိဉ္ဇနောမေရိယအနတ္တသိဉ္ဇတန်ထာတိလို့ဟောတော်မူတယ်မေရိယจิตမေရိယယံအနိစ္စသိဉ္ဇနောအနိစ္စသိဉ္ဇကောင်းကောင်းသိပြီးမြင်ပြီးတွေ့ပြီးဆိုရင်အနတ္တသိဉ္ဇအနတ္တသိဉ္ဇသည်တန်ထာတိကောင်းစွာတည်ပါပြီမြတ်စွာဘုရားဟောတော်မူတဲ့မြတ်စွာဘုရားရဲ့အာဘောကတော့သဘောထားကတော့ဓာတပရမတ္တရဲ့အနိစ္စချက်သိအောင်မြင်အောင်ရှုဓာတပရမတ္တရဲ့အနိစ္စချက်ကိုသိဒုက္ခချက်ကိုလည်းပဲသိပါတယ်မြင်ပါတယ်တွေ့ပါတယ်အနတ္တချက်ကိုလည်းပဲသိပါတယ်မြင်ပါတယ်တွေ့ပါတယ်လို့ဟောတော်မူလို့ရင်ဖြစ်တယ်ဒါကြောင့်ယောဂီတို့ကနာတိပြနှောင်းကဝင်လေထွက်လေရဲ့သဘောလေးကိုပဲရှုရှုတဏှာကပူရာအေးရာနှွေးရာလေးကိုပဲရှုရှုတင်းနာတောင်းနာလှုပ်တာရွာတာမောတာလေးပဲရှုရှုဓာတပရမတ္တရဲ့အနိစ္စချက်ကိုသိအနိစ္စဆိုတာဖြစ်ပေါ်ပြီးတော့အထင်ရှားမရှိတာအနိစ္စဒုက္ခဆိုတာဖြစ်ပြတာခံရတာဒုက္ခအနတ္တဆိုတာကိုယ်လိုချကိုယ်စိတ်နဲ့ရမဖြစ်တာအနိတ္တရာမရှိတာအဲ့ဒါအနတ္တအဲကြောင့်လို့အနိစ္စချက်ကိုသိတယ်ဒုက္ခချက်ကိုလည်းပဲသိတယ်အနတ္တချက်ကိုလည်းပဲသိတယ်အဲကြောင့်ဘယ်နေရာကဘယ်သဘောလေးပဲထင်ရှားတရားတော်အထုတဲ့ယောဂီကသမဂ္ဂရှာလာလေးမရှုနဲ့ဓာတပရမတ္တဆက်အောင်ရှုအသေးစိတ်သဘောလေးကိုကိုယ့်ရဲ့ဉာဏ်နဲ့ခွဲခြားစိတ်ပြပြီးတော့ရှုပွားပြီးကောင်းစားခြေဆုံးကိုယ်ကာယရဲ့ပေါင်းပြန်တာထင်ရှားကာယဝိညာဉ်ချသုံးပြီးတော့ရှုခံစားမှုသဘောလေးတွေကောင်းတဲ့ခံစားမှုသဘောဒုက္ခဝေဒနာဆိုးတဲ့ခံစားမှုသဘောဒုက္ခဝေဒနာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်အလယ်လက်ခံစားမှုသဘောအဒုက္ခမဒုက္ခဝေဒနာက၃မျိုးရှိတယ်ကောင်းဆိုးလက်ပါခံစားတာသေချာသိအောင်ရှုရမှာသေချာသိအောင်ရှုပြီးတရားရှုပွားလို့အစဉ်ပြေပြီးကောင်းပြီဆိုရင်ကောင်းလိုက်တာဆိုပြီးတော့စီးမြောပြီးတော့မခံစားနဲ့စီးမြောပြီးတော့ခံစားရင်အဲ့ဒါလောဘအဆုံးပိုင်းရောက်သွားတယ်တရားတော်အထုတ်ရဆိုတာခံစားရမှာမဟုတ်ဘူးလိုက်ပြီးတော့ခံစားနေရမှာမဟုတ်ဘူးလိုရင်ကသိပေနေကောင်းတယ်ဆိုတဲ့ဒုက္ခဝေဒနာလေးတွေရဲ့မမြဲတဲ့သဘောလေးသိအောင်ရှုဖြစ်ပြတာခံရတဲ့ဆင်းရဲတဲ့သဘောသိအောင်ရှုကိုယ်လိုကြကိုယ်စိတ်တိုင်းကြမဖြစ်အလက်သားလက်ဆုပ်လက်ငယ်ပြလို့မရတဲ့သဘောအနတ္တအချက်သိအောင်မြင်အောင်ရှုဆိုရဲနားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုရဲပဲအဲ့ဒီဓာတပရမတ္တဆိုင်အောင်ရှုအပေါ်ရမယ်ခြေတော်ကြီးကနားတယ်ခြေတော်ကြီးနားတယ်ဆိုတော့ခြေတော်ကြီးတပြင်းလုံးနဲ့6လုံးကြီးနားတဲ့နေရာကြီးဒါကလည်းအကုန်လုံးသိကြုံပြီးတော့နားတယ်လို့ရှုအောင်မဟုတ်ဘူးဘယ်လိုမျိုးလေးနားနေတာလဲဘယ်လိုသဘောမျိုးလေးအဲ့ဒီနားတာကိုခံစားနေရတာလဲနားချက်ခက်ကနှိမ့်ဆက်တဲ့ခံစားရတဲ့ဝေဒနာအထိဆိုင်အောင်ဝေဒနာရဲ့သဘောတရားလေးတွေအထိသိအောင်ဝေဒနာရဲ့သဘောမှန်ကဝေဒနာအနိစ္စဝေဒနာဟာဖြစ်ပေါ်အထင်ရှားမရှိတဲ့သဘောလေးပဲဝေဒနာဒုက္ခအဲဒီခံစားမှုသဘောလေးဟာခံစားမှုသဘောလေးတစ်ခုဖြစ်လိုက်တစ်ခုချုပ်လိုက်တစ်ခုဖြစ်လိုက်တစ်ခုချုပ်လိုက်အောင်ပြအသက်ဆက်ဖြစ်ပြနေတဲ့ဖြစ်ပြတာခံရတဲ့သဘောတရားလေးပဲဝ
ဝေဒနာအနတ္တအနတ္တအနတ္တခံစားမှုသဘောလေးဟာကိုယ်လိုကြကိုယ်စိတ်တိုင်းရစီမံလို့မရပါလားမိတ်ပြီးလို့မရပါလားစေခိုင်းလို့မရပါဒီသဘောလေးထဲမှာအတ္တလက်ဆုံးလက်ကရလို့မရပါလားဆိုတဲ့အဲ့ဒီဓာတ်ပရမတ္တဓာတ်သဘောပရမတ္တသဘောဆက်အောင်ကြိုးစားပြီးရှုပွားပြီးကောင်းဆိုလက်ပါခံစားတာသေချာသိအောင်ရှုရမှာဆိုတဲ့သေသေးချာချာပိုင်ပိုင်ခြားခြားသိအောင်ကြိုးစားပြီးတော့ရှုပွားပြီးကောင်းတယ်ဆိုတော့လည်းလိုက်စိတ်မြောက်မခံစားနဲ့ဆိုးတယ်ဆိုပြီးတော့လည်းစိတ်မသက်မသာမဖြစ်နဲ့အလေတဲ့သဘောလေးပဲဆိုတော့မသိလိုက်မသိပါလားမဖြစ်စေနဲ့အသေးစိတ်သဘောလေးစက်ပိုင်းတိုင်းစက်ပိုင်းတိုင်းပိုင်ပိုင်ခြားခြားသိအောင်ကြိုးစားရှုပွားပြီးစိတ်တဏ္ဍာပါထင်ရှားတော့ယုံနာနာတဲ့ကျင်တဲ့ကြိုက်တဲ့ခဲတဲ့စိတ်ထဲမှာမသက်မသာဖြစ်တဲ့စိတ်ညစ်တဲ့စိတ်ပြတ်တဲ့စိတ်ကွက်တဲ့စိတ်မချမ်းသာဖြစ်တဲ့အဲ့ဒီစိတ်ကလေးတွေရှေ့စိတ်ကိုနောက်ညာလေးနဲ့စောင့်ကြည့်ပြီးစိတ်တွေသူစိတ်ဓာနုပတိဝိရတိကာယဆိုရင်ကာယသူကာယနုပတိဝိရတိဝေဒနာဆိုလည်းပဲဝေဒနာသူဝေဒနာနုပတိဝိရတိစိတ်ဆိုလည်းပဲစိတ်ရဲ့သူစိတ်ဓာနုပတိဝိဟရတိတဲ့စိတ်တို့နဲ့စိတ်ရဲ့သဘောလေးသိအောင်ရှုပွားပေးနေလောဘနဲ့ရှင်တဲ့စိတ်ဒေါသနဲ့ရှင်တဲ့စိတ်မောဟနဲ့ရှင်တဲ့စိတ်ကောင်းတဲ့ခံစားရတဲ့ကောင်းကောင်းလေးခံစားရတဲ့ဝေဒနာလေးတွေကြုံလာရင်လောဘနဲ့ရှင်တဲ့စိတ်ဓာတ်လေးကိုလိုချင်တဲ့စိတ်ဒီစိတ်လေးတွေဖြစ်နေနားတဲ့ကျင်တဲ့ကြိုက်တဲ့ခဲတဲ့စိတ်ထဲမှာမတတ်မသာဖြစ်တယ်ဒေါသနဲ့ရှင်တဲ့စိတ်ဒီစိတ်လေးတွေအတော့မပြင်းနဲ့အစိတ်ကလေးတွေလောဘဖြစ်ရင်လည်းဖြစ်မှန်းသိပြီဒေါသဖြစ်ရင်လည်းဖြစ်မှန်းသိပြီလောဘဖြစ်တာကိုမဖြစ်နဲ့လို့သွားမတားနဲ့ဒေါသဖြစ်တာကိုမဖြစ်နဲ့လို့သွားမတားနဲ့တရားလိုအထုတ်တဲ့ယောဂီကသိပေနေရှုပေနေရှုနိုင်လိုက်လို့ရှိရင်အဲ့ဒါဖြစ်ကြောမရှိတော့ရှုပေနေသိပေနေလောဘနဲ့ရှင်တဲ့စိတ်ဒေါသနဲ့ရှင်တဲ့စိတ်မောဟနဲ့ရှင်တဲ့စိတ်တရားရှုရတာလေရှုစရာတွေများလိုက်တာဘာရှုရမှန်းကိုမသိပါဘူးဆိုရင်အဲဘာရှုရမှန်းမသိဘူးဆိုတာကမောဟအဲ့ဒီမောဟနဲ့ရှင်တဲ့စိတ်ကလေးရှုပေနေတကြောတဲ့စိတ်လန်းဆန်းတဲ့စိတ်ငြိမ်းချတဲ့စိတ်ပြန်လာတဲ့စိတ်နောက်ထိနာမိတ်တာအိတ်ချင်တဲ့ငန်းကြီးတဲ့ပြင်းကြီးတဲ့လေးလံတဲ့ထိုင်းမိုင်းတဲ့ကုသိုလ်ကောင်းမှုပိတ်ဆိုတဲ့နိဝရဏတရားလေးဓမ္မသဘာဝလေးစိတ်လေးတွေပြန်လာတဲ့သဘောလေးဟိုရောက်ဒီရောက်ဟိုလောဒီမှာထောက်တရားမရသို့လောတွေးတော့တဲ့သဘောလေးအာယုလေးတွေရဲ့ပုံမှာဆုံးဖြတ်ချက်မချနိုင်တဲ့ပင်မတဲ့သဘောတရားလေးစားရကုသိုလ်ကောင်းမှုကိုပိတ်ဆို့တတ်တဲ့ဟန္တာတတ်တဲ့ဒီနိဝရဏတရားလေးတွေဓမ္မသဘာဝလေးတွေထင်ရှားရလည်းပဲဓမ္မေသူဓမ္မာနုပတိဝိဟရတိမြတ်စွာဘုရားရှင်ရှုပွားပြီးဘာဝမအလုံးမပေးနဲ့အတန်လေးထင်ရှားရလည်းပဲအတန်လာယဌာနအာယုမလူနဲ့နာအကြည့်တဲ့ဉာဏ်လေးကတ်ထားကြာသိစိတ်လေးဖြစ်ပေါ်တယ်သိပြီးတော့ချုပ်ပြောက်သွားတယ်ဟောဒါလေးလည်းမမြဲတဲ့သဘောလေးပါလားဆင်းရဲတဲ့သဘောလေးပါလားအဆုံးမရတဲ့သဘောလေးပါလားနေတ္တမမငါဥစ္စာမဟုတ်ပါလားနေတော့မတ္တမိငါမဟုတ်ပါလားနာမေတော့အတ္တငါရဲ့အတ္တမဟုတ်ပါလားသဘောတရားလေးတတ်တတ်မြပါလားအတန်လေးတွေကြားလိုက်ကောင်းလိုက်တဲ့အတန်လေးဆိုပြီးတော့လောဘမဖြစ်နဲ့ကိုယ်မကြိုက်တဲ့အတန်ကြောင်းပြပြီးတော့ဆိုးလိုက်နေခြင်းဆိုပြီးတော့ဒေါသမဖြစ်နဲ့လောဘဆွမ်းလည်းမရောက်စေနဲ့ဒေါသဆွမ်းလည်းမရောက်စေနဲ့ဒါလေးတွေလည်းပေါ်လာရင်ထင်ရှားလာရှုတတ်ဒေးကျင်ထားပြီးဘာကြောင့်လဲဆိုတော့ပြီးတော့တရားညောင်ဆောင်လဲလျောင်းရတဲ့အခါမှာကိုယ်ကသင်ငယ်ဆုံးနဲ့မျိုးနေဖုတ်လိုက်ဖြစ်နေ
အဲဒီချိန်မှာသားလေးတွေတမျိုးကြားမယ်ကိုချစ်တဲ့နေတဲ့သားလေးတွေအတန်သမီးလေးတွေအတန်မိလေးတွေအတန်ဆွေမျိုးသားချင်းတွေအတန်မိတ်ဆွေတွေအတန်ဒီသားလေးတွေကြားပြီးတော့မှအဲ့မှာစွဲရတဲ့စိတ်ကလေးတွေပေါ်လာမယ်ဟောဒါဘုသူရတန်မယ်ဘဝရတန်မယ်စွဲလာလိုက်တာလည်းဥပါဒနာပစ္စယဘောဆိုတဲ့အတိုင်းကိုယ်စွဲရဆိုရကိုယ်ကိုရှိတဲ့နေရာရဝန်းကျင်မှာခရီးမကျွတ်မလွတ်တဲ့ပြိတ္တာဖြစ်ပြီးတော့နေတတ်တယ်။ဩကိုယ့်ရဲ့ဘဝနောက်ဆုံးချိန်ရောက်လာတော့ဒီချိန်ကတော့အတ္တရဲ့အတ္တနောနာထောကိုပဲကိုယ်ဝယ်ရမယ်အားထားရမယ်ကိုယ်တရားကိုပဲအားထုတ်ရမယ်အချိန်ပဲတရားနှလုံးကျင့်သုံးရမယ်အချိန်ပဲဒီတန်ဒီဘောစိတ်ရောက်နေတော့ဖြင့်အပင်ငရဲ့ရောက်သွားနိုင်တယ်မကောင်းဘဝရောက်သွားနိုင်တယ်ဆိုပြီးတော့ကိုယ်စိတ်ကလေးကိုအိမ်မှာဆုံးမပြီးတော့အတန်လာယဌာနအာယုံပြုတဲ့ဘဲနဲ့နာအကြည့်တဲ့ဉာဏ်လေးကကြာတိစိတ်လေးဖြစ်ပေါ်သိပြီးတော့ချုပ်ပြောက်သွားပါလားမမြဲတဲ့သဘောလေးပါလားဆင်းရဲတဲ့သဘောလေးပါလားအဆိုးမရတဲ့သဘောလေးပါလားနေဓမ္မမှာငါဥစ္စာမဟုတ်ပါလားတဏှာနဲ့လည်းမဆွဲတော့နေတော့မသမီငါမဟုတ်ပါလားမာနနဲ့လည်းမဆွဲတော့နာမေတော့အတ္တငါရဲ့အတ္တမဟုတ်ပါလားဒိဋ္ဌိနဲ့လည်းမဆွဲတော့အဲ့မှာဆွဲမှုကင်းပြောင်းငါလမ်းပေါက်ဆက်ရောက်နိဗ္ဗာန်ကြီးဆိုတဲ့အတိုင်းပဲဆွဲလန်းနေကင်းပြောင်းပြီးတော့မညာပုံညာနဲ့ဆက်ရောက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ဘာမှမဆွဲရလေဒါတွေလည်းလေ့ကျင့်ပြီးတော့ထားပြီးအနန္တလေးထင်ရှားလာရင်လည်းပဲထို့တူပဲကိုကြိုက်တဲ့အနန္တလေးထင်ရှားလာအောင်ခေါင်းလိုက်တဲ့အနန္တလေးပိုးလိုက်တဲ့အနန္တလေးဆိုပြီးတော့လောဘမဖြစ်နေကိုမကြိုက်တဲ့အနန္တလေးပေါ်လာပြီးထင်ရှားလာပြီးဆိုရင်ဆိုးလိုက်တဲ့အနန္တလေးဆိုပြီးတော့ဒေါသမဖြစ်နေအရေးကြီးဆုံးကတော့ခဏကိုယ့်ရဲ့ဘဝနောက်ဆုံးအချိန်ရောက်နေတဲ့အချိန်မှာအထူးသတိထားပေးရမယ်အဲဒီအချိန်မှာဘာပဲပေါ်ဘာပဲထင်ရှားဘာကိုမှမစွဲလမ်းမဲ့နဲ့တရားနှလုံးကျင့်သုံးတာကြိုးတယ်ပြီးတော့လေ့ကျင့်ထားဖို့အမှန်တန်အရေးကြီးတယ်။နာလေးထင်ရှားလာရအနန္တလာယတနာအာယုပြုနဲ့ကောင်းလိုက်တဲ့အနန္တလေးဆိုပြီးတော့လောဘမဖြစ်နဲ့ဆိုးလိုက်တဲ့အနန္တကြီးဆိုပြီးတော့ဒေါသမဖြစ်နဲ့နှာခေါင်းကြည့်တဲ့ဉာဏ်ကတ်ထားနာတိစိတ်လေးဖြစ်ပေါ်တယ်သိပြီးတော့ချုပ်ပြောက်သွားတယ်မမြဲတဲ့သဘောတရားလေးများပဲဆင်းရဲတဲ့သဘောတရားလေးများပဲအဆိုးမရတဲ့သဘောတရားလေးများပဲအဲ့လိုမျိုးတဏှာနဲ့လည်းမဆွဲမာနနဲ့လည်းမဆွဲဒိဋ္ဌိနဲ့လည်းမဆွဲရတယ်ရှုတတ်ပွားတတ်တည်ကျင်ထားဖို့အမှန်တန်အရေးကြီးတယ်အရာသာလေးထင်ရှားလာမယ်ရှောင်းပွားပေါ်လာမယ်ကိုယ်ဘဝနောက်ဆုံးခြေဆုံးကရုဏီပြလာမယ်ကရုဏီခါလာမယ်အဲ့ဒီချိန်မှာစိတ်ထဲမှာမကျေမနပ်ဖြစ်မယ်ကိုယ်ဒေါသဖြစ်ပဝန်းကျင်ဒေါသဖြစ်စသဖြင့်ဒေါသတွေနဲ့လုံးထွေးနေဒီစိတ်တွေလည်းပဲသုတိပြတ်တွေသိလွန်သွားရင်အပင်ငရဲ့ရောက်သွားနိုင်တယ်အဲ့ဒီချိန်မှာရှားကြည့်တဲ့ညာလေးကထားအရာသာသိစိတ်လေးဖြစ်ပေါ်တယ်သိပြီးတော့ချုပ်ပြောက်သွားတယ်မမြဲတဲ့သဘောတရားလေးများပဲဆင်းရဲတဲ့သဘောတရားလေးများပဲအဆိုးမရတဲ့သဘောတရားလေးများပဲနေဓမ္မမှာငါဥစ္စာမဟုတ်ပါလားနေသောမတ္တမိငါမဟုတ်ပါလားနာမေသောအတ္တငါရဲ့အတ္တမဟုတ်ပါလားသဘောတရားလေးတတ်များပါလားအဲ့လိုမျိုးတဏှာနဲ့လည်းမဆွဲမာနနဲ့လည်းမဆွဲဒိဋ္ဌိနဲ့လည်းမဆွဲရလေလေ့ကျင့်ထားဖို့အမှန်တရားအရေးကြီးတယ်အထီးတွေလေးဒါကလည်းပို့ပြီးတော့အရေးကြီးတယ်ချုပ်ဆိုရင်ဟောလားအဲ့ရတဲ့ဘောလဲနေပြီနေရှိလာများရရှိလာရှိအဲ့ရတဲ့လဲနေပြီဆိုတော့ခန္ဓာကိုယ်မှာပတ်ဆိုးဆိုပြီးတော့ခန္ဓာအပူတွေလောင်းတယ်အကြီးကြီးတွေပေါက်တယ်ခန္ဓာကိုယ်လည်းအနတ္တတွေထွက်တယ်ဟုတ်လားအရေးကုန်တွေပွားတယ်စသဖြင့်ဘုဘလည်းဒီဘက်လည်းကိုယ်အားနဲ့ကိုယ်လှည့်လည်းမလှည့်နိုင်တော့သူများအကူကြီးနဲ့လှည့်ရတယ်ပြောင်းရတယ်ရှုရတယ်နားတယ်ကျင်းတယ်နာကြံကံကပ်ပြီးတော့ခံစားရကြအောင်ဒီမရှိထိုင်မသာဒီသဘောမျိုးလေးတွေ့တဲ့ကြုံတဲ့လူနာတွေရှိကြတယ်ဘဝနောက်ဆုံးချိန်မှာ
အဲဒီမှာထိတွေ့မှုကိုယ်အကြည့်ကြကိုယ်အကြည့်ကြဆိုတာကထိတွေ့တာကိုသိတယ်ကိုယ်အကြည့်ကြလက်ခံတဲ့ကာယပဒါဒကိုယ်အကြည့်တဲ့ကကောင်းစားအခြေဆုံးအစိုးရရှိတဲ့နေရာမှာသမျှကိုယ်အကြည့်တဲ့ရှိတယ်ဟုတ်လားသံဃာတို့ခြေသက်လက်သက်ပြားတော့ဒီနေရာမှာတော့ကိုယ်အကြည့်တဲ့မရှိဘူး၆တွေ့တဲ့နေရာအဂတိအသားရည်စိုးပြီးတဲ့နေရာတွေမှာကိုယ်အကြည့်တဲ့ရှိတယ်အဲချင်းနေရာလေးတွေထိတယ်ဆိုရင်သိတယ်ဟုတ်လားနောက်ကျောတွေကျောရည်ဘူးလောင်းနေတယ်ဆိုရင်လည်းဒီမှာထိနေတာတွေမခံမရနိုင်ဖြစ်နေတာတွေအတားတွေသိတယ်ထိတွေ့တဲ့နေရာကိုယ်အကြည့်တဲ့ထိတွေ့မှုမကောင်းဘူးဆိုပြီးတော့ဒေါသမဖြစ်နဲ့ထိတွေ့လေးကလူလူညံ့ညံ့ဤဆက်ဆက်လေးဆိုပြီးတော့ตาရပြီးတော့လည်းလောဘမဖြစ်နဲ့ထိတွေ့တဲ့နေရာကိုယ်အကြည့်တဲ့ဉာဏ်လေးကထားထိတိစိတ်လေးဖြစ်ပေါ်တယ်သိပြီးတော့ချုပ်ပြောက်သွားတယ်မမြဲတဲ့သဘောလေးများပဲဆင်းရဲတဲ့သဘောလေးများပဲအစိုးမရတဲ့သဘောတရားလေးများပဲဒါထိတွေ့တာလေးရကောင်းတာဆိုတာကိုအကြောင်းပြုပြီးတော့လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးနေဓမ္မမှာငါဥစ္စာမဟုတ်ပါလားနေတော့မှမတ္တမိငါမဟုတ်ပါလားနာမေသောအတ္တငါရဲ့အတ္တမဟုတ်ပါလားသဘောတရားလေးတတ်မြပါလားဒီထိတွေ့တာလေးအကြောင်းပြုပြီးတော့တဏှာနဲ့လည်းမဆွဲတော့မာနနဲ့လည်းမဆွဲတော့ဒိဋ္ဌိနဲ့လည်းမဆွဲတော့ဝိပဿနာဉာဏ်လေးပဲဖြစ်ပေါ်လာမှာဖြစ်တယ်ဒါကြောင့်အဲဒီဒွါရဆိုအောင်လေ့ကျင့်ထားပြီးအစဉ်အတန်အနတ်အရသာအထိတွေ့နောက်ပြီးတော့အကြံအတွေ့နေတယ်ကြံနေတယ်ဒါဒီဘဝလောကမှာရှိနေတဲ့သားတွေသမီးတွေပြည်တွေငါမရှိရင်သူတို့ဘယ်လိုလုပ်ကြပါမလဲသူတို့အတွက်ပူမယ်ဒီဘဝကတည်ပြီးရင်နောက်ဘဝဘယ်ဘဝသွားရပါလိမ့်မလို့ကိုယ့်အတွက်ကိုပူမယ်အဲဒီအတိတ်တွေအနာဂတ်တွေအဲ့ဒါတွေလိုက်ပြီးတော့ကြည့်နေဖြစ်စေရောက်တာပြစ္ဆုတ်ပါအမှန်တရားရှုဆိုတဲ့အတိုင်းပဲအတွေ့လေးတွေကြားလေးတွေပေါ်လာပြီးတွေ့လာပြီးဆိုရင်တွေ့ကြောရှည်မနေနဲ့ဒီတိုင်းကြီးတော့မထားနဲ့နောက်ကနေလိုက်သိပေးနေတွေ့နေတဲ့ကြားနေတဲ့တွေ့တာကြားနာလေးကိုသိနေတယ်သိပြီးတော့ချုပ်ပြောက်သွားတယ်ဒီသဘောလေးလည်းပဲမမြဲတဲ့သဘောလေးပါလားဆင်းရဲတဲ့သဘောလေးပါလားအစိုးမရတဲ့သဘောတရားလေးများပါလားနေဓမ္မမှာငါဥစ္စာမဟုတ်ပါလားနေသောမတ္တမိငါမဟုတ်ပါလားနာမေသောအတ္တငါရဲ့အတ္တမဟုတ်ပါလားဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လည်းပဲတဏှာနဲ့လည်းမဆွဲမာနနဲ့လည်းမဆွဲဒိဋ္ဌိနဲ့လည်းမဆွဲပဲနဲ့အစွဲလန်းနေကင်းပြောက်ရလေအောင်ကြိုးစားရှုပွားလေ့ကျင့်ထားရမှာဖြစ်ပါတယ်ဒါကြောင့်ဘာပဲပေါ်ဘာပဲထင်ရှားဒီလောကလည်းမဆွဲနဲ့နောက်လောကလည်းမဆွဲနဲ့ဒီခန္ဓာလည်းမဆွဲနဲ့သူများခန္ဓာလည်းမဆွဲနဲ့ပေါ်ရအစင်းအတန်အနတ်အရသာအထီးတွေအကြံတွေဒါတွေအပေါ်မှာလည်းပဲဘာမှမဆွဲလန်းနဲ့သဘောအဆက်အောင်ပေါ်ရထင်ရှားရသဘောလေးရဲ့မမြဲစင်းရဲ့အစိုးမရတဲ့သဘောတရားလေးညပါလားနေဓမ္မမှာငါဥစ္စာမဟုတ်ပါလားနေတော့မတ္တမိငါမဟုတ်ပါလားနာမေသောအတ္တငါရဲ့အတ္တမဟုတ်ပါလားသဘောတရားလေးတတ်မြပါလားအစွဲလန်းနေကင်းပြောက်ရလေအောင်ကြိုးစားရှုပွားအားထုတ်တရားမှာဖြစ်ပါတယ်ကဲဣရိယာပုပြင်းလောက်လေအချီဥဇောဆုတောင်းအမြဝေကြရအောင်ဣမာယဓမ္မာနုဓမ္မပရိပတ္တိယဗုဒ္ဓံဘုဇေမိဤလောကုတ္တရာနိယဘုဘာအားလျောသောအကျင့်မြတ်ပฏิပတ်ဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဣမာယဓ
ဓမ္မနုဓမ္မပฏิပတ္တိယဓမ္မဘူဇေမိဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောအကျင့်မြတ်ပฏิပတ်ဖြင့်တရားတော်မြတ်ကိုပူဇော်ပါ၏ဣမာယဓမ္မနုဓမ္မပฏิပတ္တိယသံဃံဘူဇေမိဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောအကျင့်မြတ်ပฏิပတ်ဖြင့်သံဃာတော်ကိုပူဇော်ပါ၏ဣဒံမေပုံညာအာတဝကယဝဟံဟောတုတပိရောမြတ်ယနေ့ယခုပြုလုပ်ရသောဒါနကုသိုလ်ဆောင်ထရသောသီလကုသိုလ်ဝါများရသောဝိပဿနာဘာဝနာကုသိုလ်အဖို့အဆုတိအာသောလေးတံဘုရားမတိယနေ့ပါသောလွယ်လင့်တကူရောဆောင်နိုင်သည်ဖြစ်ပါစေတည်းဣဒံမေပုံညာနိဗ္ဗာနတ္တပိစယောဟောတုတပိရောမြတ်ယနေ့ယခုပြုလုပ်ရသောဒါနကုသိုလ်ဆောင်ထရသောသီလကုသိုလ်ဝါများရသောဝိပဿနာဘာဝနာကုသိုလ်အဖို့အဆုတိဒုက္ခခတ်တေချုပ်ငြိမ်းရာမှာယနေ့ပါ၏အထောက်အပံ့ဖြစ်ပါစေတည်းဣမံပုံညပါကံသဗ္ဗတတ္တနာသာစေမသတိရောမြတ်ယနေ့ယခုယုပြုသမျှသောင်းထိန်သမျှဝါများသမျှကုသိုလ်တို့၏အဖို့အဆုကိုယ်ဆောင်နာမိဆိုင်နှမြဖဆိုင်နှမြဆောင်းလျှောက်ပင်သောကိုကြီးပင်သောအဆောင်အရှောင်းများဘုရောစင်များအာလုံးတော်၎င်းဘဝများစွာသံဃာမတော်ဆက်ခဲ့ကြကုန်သောမိဘဘုရားဆရာသမဆွေမျိုးမိတ်ဆွေအာလုံးတော်၎င်းအကျဉ်းတော်တို့၏ကုသိုလ်ဖို့ကိုမျှော်လင့်ဆောင်စားနေကြကုန်သောပုဂ္ဂိုလ်သတ္တဝါအာလုံးတော်၎င်းကြောင်းဆောင်နာကြောင်းဝိုင်းဆောင်နာဘုရားဆောင်နာဘုရားဝိုင်းဆောင်နာဒီဝန်းကျင်၌ရှိကြကုန်သောမြင်အပ်မမြင်အပ်မရများစွာပုဂ္ဂိုလ်တ attva အာလုံးတော်၎င်းဝန်ပိုင်နေပိုင်များအာလုံးတော်၎င်းအိမ်ဆောင်နာဝင်းချမ်းဆောင်နာလမ်းဆောင်နာရပ်ဝတ်ဆောင်နာမြို့နယ်ဆောင်နာ
သာသနာတော်ဆောင်နေလောကဆောင်နေအာကာသသောဘုံမသောယောဂသောတရားမေယမမေယမမေယေသောနတအစထား၍ဘုံ30ဖြစ်ဖြစ်များစွာဘုဂဝတ္တဝါအနန္တတို့အားအကြည်အမြတ်ဝေငှပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြာကြာမြတ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောအာธุအာธุအားလုံးကြာကြာမြတ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောအာธุအာธุအာธุအားလုံးကြာကြာမြတ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါ